တွက်ကုတ်လေးချုပ်နေတာဒီတစ်ခေါက်တော့အနားစာလေးနဲ့ကုတ်တဲ့လဲပေါ့နော်ဒါပြီးခါနီးပြီးအားလုံးတစ်ထည်လုံးပြီးသွားပြီပေါ့နော်ပြီးခါနီးမှာဒီအနားစာလေးဝယ်ပြီးတော့ကုတ်လိုက်တယ်ပေါ့နော်ဒီကတော့အင်ကြီးလေးကနည်းနည်းလေးမပေါ်လွင်တယ်လို့ခံစားရတယ်ပေါ့နော်သူကလေကာလာနည်းနည်းလေးသူကအရင်ဖြစ်သွားတာပေါ့နော်ဖြစ်သွားတော့ဝင့်မှာကလေးတွေဆိုတော့လေကာလာနည်းနည်းလေးပေါ်ကျင်တယ်အဲ့တော့ဒီနေ့ဇာဆိုင်သွားခဲ့တယ်ဇာဆိုင်မှာသူနဲ့လိုက်တဲ့ဇာပေါ့နော်ဇာလည်းဒီအသားရောင်ဖောက်တာနဲ့ပဲလိုက်တယ်ပေါ့နော်ဒီဇာလေးကကြတော့ဒီတက်တင်းစာလည်းမဟုတ်ဘူးသူကချီစာပုံစံမျိုးလေးအဖောင်းလေးပေါ့နော်ဒီဇာလေးနဲ့ကြတော့သူကနည်းနည်းလေးပေါ်လွင်သွားတယ်ပေါ့နော်ဒီမှာချုပ်ထားတာလေးကဒီအဝိုက်ပုံစံလေးပေါ့နော်အဝိုက်ပုံစံလေးကိုအနားကိုကပ်ပြီးမချုပ်ဘူးအနားနဲ့နည်းနည်းလေးခွာပြီးတော့ကုတ်လိုက်တယ်အဝိုင်းဆိုတော့လေအနားကပ်ပြီးတော့ချုပ်ဖို့ကမလွယ်ဘူးပေါ့နော်လက်ဘလောက်ပဲနိုင်လေအဲ့တော့နည်းနည်းလေးဟပြီးတော့ချုပ်လိုက်တယ်လက်တစ်လုံးလောက်ပေါ့နော်လက်တစ်လုံးလောက်ဟပြီးတော့သူ့ကိုကုတ်လာပါတယ်ကုတ်လာတဲ့ချိန်မှာလည်းခြီကိုနည်းနည်းလေးတော့ကျဲထားတယ်ပေါ့နော်ပိတ်စကနည်းနည်းထူတယ်ကော့ပိတ်လည်းကတ်ထားတာဆိုတော့တော်တော်ထူတယ်ဒီပခုံးတွဲတဲ့နေရာလေးဆိုရင်ပိုပြီးထူတယ်ပေါ့နော်အဲအကြောင်းမလို့သူ့ခြီလေးနည်းနည်းလေးကျဲပြီးချုပ်ပါတယ်ဒီအဝိုက်နေရာလေးဝိုက်သွားတာကိုလေလက်ကလေးကိုတစ်ချက်ကြည့်ပေးပါနော်အဲ့နေရာလေးပညာသားပါပါတယ်အဝိုက်ကလေးကိုဒီမှာအမကတော့စူးထုတ်လေးနဲ့လည်းစူးဂျွန်လေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးတွန်းပေးတယ်စူးထုတ်လေးမရှိရင်လည်းပင်အပ်နဲ့လည်းရတယ်နောက်ဖြုတ်တန်နဲ့လည်းရတယ်နော်လက်ကလေးနဲ့အဲ့လိုမျိုးတွန်းမယ်အဝိုက်နေရာလေးကိုဝိုက်ကလေးယူပေးမယ်နော်ဝိုက်ဝိုင်းလေးယူပေးမယ်အဲ့ဒါဆိုရင်အဝိုက်နေရာတွေကလှတယ်ပေါ့နော်ပြီးတော့သူကဒီအဝိုက်ပုံပေါ်ဖို့အတွက်ကိုလည်းအဲ့လိုတွန့်မှအဆင်ပြေတာเนาะအခုဒါကအကျန်းနင်းပြီးသွားပြီတကြောင်သူကနှစ်ကြောင်နင်းရမှာဒါလောလောဆယ်အမတကြောင်နင်းထားပြီးပြီဆိုတော့နောက်ထပ်တကြောင်ပြန်ဖိမယ်နောက်ထပ်တကြောင်ဖိတဲ့အခါကျလို့ရှိရင်ဒီစုထုတ်ကလေးကပို့ပြီးလိုလာပြီเนาะဘာလို့လဲဆိုတော့သူကလေဒီအပြင်ကိုထွက်နေတာလေးတွေကိုတေချာအထဲကိုထည့်ပေးမယ်ပြီးတော့သူ့ကိုပုံကြအောင်ပေါ့နော်ဒီဇာကနည်းနည်းလေးရွေ့တာစောင်းတာလေးရှိတယ်အဲ့ဒီချိန်မှာကိုကလက်ကိုတော်တော်လေးထိမ့်ပြီးချုပ်ရတယ်ပေါ့နော်အဲ့ဒါလေးကိုတေချာလေးကြည့်ပေးပါအဝိုက်နေရာလေးကိုအဓိကပြချင်တာเนาะအဲ့အဝိုက်နေရာလေးကိုအဲ့လိုစူးထုတ်လေးနဲ့တခြားဖိတယ်လက်လေးနဲ့လည်းဖိတယ်ပြီးတော့အဲ့နေရာမှာလိုအပ်ရင်ဖိလေးမမပြီးတော့ချုပ်ပေးရတယ်เนาะအဝိုက်နေရာအဝိုင်းနေရာလေးကအရေးကြီးပါတယ်အဲ့နေရာလေးကိုသတိထားပေးပါအားလုံးပြီးသွားပြီဆိုရင်အင်ကြီးပုံလေးတွေတင်ပေးပါမယ်เนาะကျဲသီးလေးတွေတက်ဖို့ကြံတဲ့အတွက်ကိုကျဲသီးလေးတွေတက်ပြီးွားရင်အင်ကြီးလေးကိုလာပြပါမယ်ဇာလေးကုတ်လိုက်တော့မှအင်ကြီးအလှလေးကပေါ်လွင်သွားတာအဲကြောင့်ဒီတွက်တွေချုပ်မယ်ဆိုရင်ဇာလေးတွေကုတ်ဖြစ်အောင်ကုတ်ပြီးချုပ်ပေးပါเนาะပိုလှပါတယ်